ချောစေတဲ့ကုသိုလ်၄မျိုးရှိတယ်တစ်အစားတောက်လှူရင်ရုပ်ချောတယ်ဘာလှူရင်ဖြစ်နိုင်မဖြစ်နိုင်တဘာဝယုတ်တိတစ်ခုကိုစဉ်းစားကြည့်လိုက်မစားရတဲ့မျက်နှာနဲ့စားရတဲ့မျက်နှာအကွာကြီးဟုတ်တယ်မလားစားရတဲ့မျက်နှာပြုံးကြည့်လို့မစားရတဲ့မျက်နှာစူပုတ်ပြီးရှစ်ကောက်ကြီးချိုးလို့ဘယ်လုံးမှမချောနိုင်ဘူးအဲကြောင့်အစားတောက်လှူရင်ရုပ်ချောတယ်အဝတ်ထဲလှူရင်လည်းရုပ်ချောတယ်လူမာအဝတ်တောင်းမာအဝတ်သူနဲ့လိုက်ဖက်တဲ့အဝတ်ပေးဝတ်ကြီးရွက်ချမ်းရည်ကြိုရုပ်ရည်တော့မှဟဲနင်းကဒါလေးနဲ့တော့လိုက်တယ်ဟဲကြည့်ကောင်းတယ်အဲ့လိုဖြစ်သွားတာဒါကြောင့်အဝတ်ထဲလှူရင်လည်းရုပ်ချောတယ်ဒေါသကိုထိန်ပြီးမေတ္တာပွားရင်လည်းရုပ်ချောတယ်ကြိုက်တဲ့လောက်မျက်နှာကိုမှန်ရှိမှပြင်မှုံးနေအောင်ပြင်နော်အပြင်ထွက်လိုက်တာနဲ့ဒေါသထွက်เสียတွေကြုံလာလို့တခါတော့စိတ်ဆိုးပြီးရှူးနဲ့မျက်လုံးကြီးကပြူးမျက်ထောက်ကြီးကနီးနှုတ်ခမ်းကြီးကထောမေကျော်ကြီးတွေထောင်ဆိုကဲချစ်เสียလားကြောက်เสียလားဘလောက်ရုပ်ကိုပြင်အဲ့ဒီဒေါသကိုမထိန်နိုင်လို့တော့မရဘူးအကယ်၍ဒေါသကိုထိန်နိုင်မယ်ဆိုမျက်နှာပြင်ကိုမှုံနေအောင်ပြင်ထားတာဒေါသထိန်လို့မျက်နှာလေးကကြည်သွားမယ်စိတ်ကကြည်ရင်ရုပ်ကြည်တယ်ကြည်သွားလို့ရှိရင်အလှပေါ်မှာအရင်ဆင့်တယ်လို့အလွန်ကိုတင့်တော်တယ်သူကဒါကြောင့်ဒေါသကိုထိန်ပြီးမေတ္တာပွားရင်လည်းရုပ်ချောတယ်နောက်နံပါတ်၄ကဖះเจ้าကံရောက်တဲ့ခါမှာတန်ရှင်းရေးကုသိုလ်လုပ်တပြည့်စည်းလဲတဲ့အမိုက်ကျုံးတယ်ကြမ်းတိုက်မိဖို့ကြောင့်လည်းဝင်တယ်အဝတ်လျှော်တယ်ဟိုလက်ခုစုပ်တွေလက်တော့ဝတ်တွေလျှော်တယ်ပကံခွဲရောက်တွေတိုက်ချွတ်စေကြတယ်ဖះเจ้าဆောင်ဝင်လိုက်တဲ့ဖုန်တွေခါထုတ်တယ်တန်ရှင်းလုပ်တယ်အဲ့ဒီကုသိုလ်လုပ်လိုက်ရင်မြင်သူတိုင်းကတန့်နေစိတ်ကိုကြီးသွားတာပဲစိတ်ကြည်ရင်ရုပ်ကြည်တယ်အဲ့ဒါကြောင့်တန်ရှင်းလုပ်တဲ့ပုဂ္ဂိုလ်လည်းရုပ်ချောတယ်တယောက်သောမိန်းကလေးကအဲ့ဒီကုသိုလ်တွေလုပ်ခဲ့တော့ချောတယောက်သောမိန်းကလေးကတစ်ကနေဆိုပြစ်ကနေဒေါသထွက်တဲ့အတွက်ဒေါသပုံစံကြီးမွေးလာတော့ရုပ်တွေဆိုးအဲ့တော့ဒေါသထွက်လို့ရုပ်ဆိုးရတဲ့ကြားထဲမှာအခုအက်ဆစ်နဲ့ပတ်အောင်မယ်ဆိုနောက်ဘဝတရေမှဖြစ်ဖို့ပဲကျွန်တော်မနာလိုရမှာလားဝမ်းသာပေးရမှာလားဝမ်းသာပေးရမှာပကြီးကားလေးတစ်ချက်ရှိတယ်နိုင်ရန်ကြီးတစ်ခုပေါ့ဒီက20ထောင်တာညာဘက်တစ်စင်းဘယ်ဘက်တစ်စင်းအာယုံပြုကြည့်နိုင်ရန်ကြီးကိုထောင်ထားတာညာဘက်စင်းမှာတက်နေတဲ့လူကအပေါ်ရောက်ပြီဘယ်ဘက်မှာတက်နေတဲ့လူကအပေါ်မြောက်သူအောက်ခြေတာရှိသေး5 6တက်နှစ်ယောက်လုံးလက်ထဲမှာလွှတ်ကင်ထားတာအပေါ်ကလူကလည်းအောက်ကလူလှမ်းကြည့်တယ်ဒီကောင်တက်လာငါ့ကိုမိတော့မှာအဲ့တော့တက်မရအောင်အပေါ်ကလှေကလေးသူကလွှတ်နဲ့တိုက်ဖြတ်တယ်အောက်ကလူကလည်းပဲဟိုကောင်မော့ကြည့်တယ်ဒီကောင်နဲ့ကိုနဲ့နည်းနည်းအပြတ်တက်ကွာနေတော့ပျောက်ကြအောင်ဆိုပြီးတော့အောက်ကလှေကားကိုလွှတ်နဲ့တိုက်နော်ပုံလေးမြင်အောင်လည်းမလားအဲ့ဒီပုံလေးကပကြီးကားလေးနာမည်လေးကအရန်ကောင်းတယ်ပကြီးကားရဲ့အသက်ကနာမည်ပဲဒီပကြီးကားမြန်မာစိတ်ရင်းမြန်မာရှုခင်တဲ့နာမည်လေးနော်မဟုတ်လားဟုတ်တယ်မြန်မာတွေကတယောက်တိုးတက်သွားရင်လေအလကားဘာလုံးလို့ပါကွာဆိုအဲ့ဒါမနာလို့တဲ့လေတိုင်မင်းကြည့်နေအဲ့ကောင်ကတုတ်ချပြမှာဟောအပေါ်ရောက်တဲ့လူကိုအောက်ကကောင်ဆွဲချတယ်အဲ့တော့အပေါ်ကလူကလည်းအောက်ကလူလှမ်းကြည့်ဒီကောင်ကြိုင်ငါ့ကိုခွာရတိုင်းလိုက်ပါပခုံးချင်းရှင်လိုက်အခုတည်းကနင်းထားမှဆိုထမြောက်လေပင်ကြီးတက်နင်းတာအပေါ်ကလူကအောက်ကလူလေပင်နဲ့အောက်ကလူကအပေါ်လူဆွဲချကဲဘယ်ကောင်ပေါ်တက်အောင်မတက်မဲ့လူရှိသေးလားတနိုင်ငံလုံးအတိုင်းတာနဲ့ဆင်းရဲတာအဲ့တရားကြောင့်နော်အကယ်၍သာသူ့အောင်မြင်တဲ့ကိုကဝမ်းသာတယ်သူ့ကိုအားကြအတုယူပြီးကိုစူးစမ်းတယ်ဟိုဘက်ကလည်းပဲဒီဘက်လူကိုကြည့်လိုက်တယ်အော်သူတို့မှာကုသိုလ်ကံအားနေလို့ချိုးတက်ရှာတယ်တတ်နိုင်တယ်မြတ်အမြင့်အောင်ငါဆွဲတင်မယ်ကုညီမယ်အဲ့လိုစိတ်ဓာတ်မွေးဟိုဘက်လူအောင်မြင်တာကိုလည်းဒီဘက်ကမနာလို့သုံးမဖြစ်ဘူးသူ့ကိုဝမ်းသာအားရအတုယူပြီးတော့စူးစမ်းတယ်ဒီဘက်ကိုလည်းအပေါ်ကလူကဆွဲတင်ပေးတယ်ဆိုရင်ဟိုဘက်လည်းတက်ဒီဘက်လည်းတက်တနိုင်ငံလုံးတိုင်းတာနဲ့ချမ်းသာဖို့ဆိုရင်အဲ့ဒီတရားမွေးမှာဗာတရားလဲမုဒိတာတရားဟုတ်တယ်နော်မနာလိုစိတ်တွေဖြောက်မှနော်မဖြောက်လို့တော့မရဘူးတနိုင်ငံလုံးတိုင်းတာနဲ့ဘယ်တော့မှမချမ်းသာဘူးသူတို့တက်ကိုကခြေထိုးခံလိုက်ဟိုမှာမှောက်လဲပြန်အောင်ဒီလူလိုက်မိမှဆိုလို့အပေါ်ကနင်းချေပလိုက်အောက်ကလို့ပြားသွားပြန်အောင်ဘယ်သူမှမတိုးတက်နိုင်ဘူးဒီမုဒိတာတရားမထားနိုင်သေးတနိုင်ငံလုံးဘယ်တော့မှမချမ်းသာဘူးတရားမင်းကမြတ်စွာဘုရားကိုမေးတယ်ပက်ကပညာတုတ်တံမှာလူတွေနတ်တွေချမ်းသာခြင်းမရဲ့ဘာလို့ဆင်းရဲတာလဲဖေဟာတဲ့မေးတယ်မြတ်စွာဘုရားကဖြေပေးတယ်အလုံးလိုက်ဆိုကြည့်ကာမဘုံသာနတ်လူများတို့ကောင်းစာပြေဝ
ဘေးရန်ပလျက်အေးမြချမ်းသာနေလိုပါလေအိတ်တာမစ္စေသူလျှောက်ပွေ၍ထင်ချေမကြဆင်းရဲရ၏ဘုသူကြောင့်အိတ်တာနဲ့မစ္စရိယမြန်မာလိုပြောမနာလိုမှုဝန်တိုမှုကြောင့်เนาะအဲ့တရားတွေကြောင့်ချမ်းသာခြင်းမှလည်းနဲ့မချမ်းသာပဲဆင်းရဲတာတဲ့အဲ့တော့ဒီမနာလိုမှုဝန်တိုမှုတွေမွေးထားမလားရှင်းထုတ်ရမလားရှင်းထုတ်ပါဘူးအကောင်ဆုံးတခွန်းနဲ့ခုနဟာပြောရှင်းထုတ်နီးလေးလေဇာတရားဝက်ထားမပြန်သေးဘူးမေ့ပြီကုသိုလ်တာလို့တာတာမနာလိုစရာမလိုဘူးအဲ့ဒါလေးကိုကြက်ကြက်တွေးနော်ပြန်ပြောကုသိုလ်တာလို့တာတာများများတွေးပြီတဖြည်းဖြည်းမနာလိုစိတ်ပျောက်သွားလိမ့်မယုံရင်လေ့ကျင့်ကြည့်အဲ့ဒီအတွေးလေးဒါဘုန်းကြီးကိုယ်တိုင်လည်းပဲဒီအတွေးလေးကိုခဏခဏတွေးပေးတယ်တူတူတန်လွင်အော် तू ကကိုယ့်ထက်ဒီပစ္စုပန်မှာလည်းအားကောင်းတယ်အတိတ်ကလည်းကံနေတာခဲ့တော့ဖြစ်မြောက်တာပေါ့အေး तू ဘယ်လိုလုပ်လို့ဖြစ်မြောက်တာလဲသူ့ကိုအတူယူကြည့်တခါတလေမှနော်ကိုယ်မှာရှိတဲ့အာနယ်ချက်ကိုကြည့်ပြီးဘယ်တော့မှစိတ်ထဲမကြောက်အာတာချက်နဲ့တိုးတက်အောင်လို့ရုပ်